အားလုံးမင်္ဂလာပါခင်ဗျာယခုကိုရှာမှာတော့ Thyristor အခန်းရဲ့လေးခုမြောက် device ဖြစ်တဲ့ Silicon Control Switch အတူကောင်းအပြင် SCS လို့ခေါ်တဲ့ Thyristor ကိုလေ့လာပါမယ်အဲဒီ Silicon Control Switch SCS က SCR နဲ့ဘော်တရားချင်းတူပါတယ် SCR နဲ့မတူတဲ့အချက်ကတော့ဘာလို့ဆိုရင်သူ့မှာ control လုပ်တဲ့ gate နောက်တစ်ခုအပူပါတာဖြစ်ပါတယ်ဒီမှာဆွဲထားတာလေးကဒါ SCR ရဲ့ construction ဖြစ်ပါတယ်အဲ့တော့ SCR မှာဆိုရင် PN Fourier device မှာ P type ဘက်ကနေထုတ်ထားတဲ့ electrode က anode N type ကနေထုတ်ထားတဲ့ electrode က cathode ဒီ cathode နဲ့အနီးဆုံး P type ကနေထုတ်ထားတာကဒါ control gate ဖြစ်ခဲ့တယ်ပေါ့အဲ့တော့ဒီ SCR တစ်လုံးလုံးလို့ဖို့အတွက်ဆိုလို့ရှိရင်ဒီ PN junction ကို forward bias ပေးဖို့လိုတာဖြစ်တဲ့အတွက်ကြောင့် cathode ထက်ပိုပြီးတော့ potential မြင့်တဲ့ positive ဘို့ကိုဒီ gate ကနေပြီးတော့ပေးသွင်းဖို့လိုတာဖြစ်ပါတယ် gate ကနေ positive pass နဲ့ SCR ကိုပုံခိုင်းခဲ့တာဖြစ်ပါတယ်အခုဒီ silicon control switch မှာကြတော့ cathode နားမှာရှိတဲ့ N type နဲ့ကက်လျက် P region ကနေပြီးတော့ control တစ်ခုထုတ်တယ်ဒါက cathode gate လို့ခေါ်တယ်ဒါ SCR နဲ့တူတယ်နောက်တစ်ခုကကြတော့ anode နားမှာရှိတဲ့ P type နဲ့ကက်လျက် N type layer ကနေပြီးတော့နောက်ထပ် control gate တစ်ခုထပ်ပြီးတော့ထုတ်တယ်ဒါကြတော့ anode gate လို့ခေါ်တယ်အဲ့တော့ SCS က control signal နဲ့ on လို့လည်းရတယ် off လို့လည်းရတယ်အဲ့တော့ဒါလေးကတော့သူ့ရဲ့ schematic symbol ဖြစ်ပါတယ် anode နားမှာရှိတဲ့ control gate က anode gate cathode နားမှာရှိတဲ့ control gate က cathode gate ပေါ့နော် symbol ဆွဲရင်သတိထားရမယ်သူက gate နှစ်ခုပါတယ် cathode gate က GK လို့သတ်မှတ်တယ် anode gate က GA လို့သတ်မှတ်တာဖြစ်ပါတယ်အဲ့တော့အခုဒီမှာဖော်ပြထားတဲ့ပုံက SCS တစ်ခုရဲ့ equivalent circuit ပုံဖြစ်ပါတယ်အဲ့တော့ equivalent circuit ကိုလေ့လာရင်းနဲ့ဘယ်လို on တယ်လဲဘယ်လို off လို့ရတယ်လဲဆိုတာကိုလေ့လာပါမယ်အဲ့တော့ဒီ SCS တစ်လုံးကို on ဖို့အတွက် cathode gate ကနေပြီးတော့လဲ gate signal ပေးသွင်းနိုင်တယ်လို့ anode gate ကနေပြီးတော့လဲ gate signal ပေးသွင်းနိုင်တယ်သို့တော့အရေးကြီးတာက gate ကနေပြီးတော့ပေးသွင်းမဲ့ဒီ voltage သဘာဝဘယ်လိုရှိတယ်လဲဆိုတာနားလည်ထားဖို့အရေးကြီးတယ်အဲ့တော့ cathode gate ဆိုဒီမှာ internal structure ကိုကြည့်မယ်ဆိုလို့ရှိရင် NPN transistor ရဲ့ base ကနေထုတ်ထားတာဖြစ်တယ်အဲ့တော့ NPN transistor တစ်လုံး on ဖို့အတွက်ဆိုတာဟာသူ့ရဲ့ base ကို positive ဘို့ပေးဖို့လိုတာဖြစ်တဲ့အတွက်ကြောင့် cathode gate ကနေပြီးတော့ signal ပေးပြီးတော့ SCS တစ်လုံး on ခိုင်းမယ်ဆိုရင် positive pass ပေးရမှာဖြစ်ပါတယ် SCS တစ်လုံး on ဖို့အတွက် positive pass ကို cathode gate မှာပေးသွင်းဖို့လိုပါမယ်သို့မဟုတ် cathode gate ကနေပြီးတော့ on ခိုင်းတာမျိုးမဟုတ်ဘဲနဲ့ anode gate ကနေပြီးတော့လည်းဒီ SCS တစ်လုံးကို on ခိုင်းလို့ရပါတယ် anode gate ဆိုတာက internal structure အရာ PNP transistor တစ်လုံးရဲ့ base ကနေပြီးတော့ထုတ်ထားတဲ့ငုတ်တစ်ခုဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ negative pass ဖြစ်ဖို့လိုပါတယ်အဲ့တော့ဒီပုံလေးကတော့ SCS တစ်လုံးကိုဘယ်လို off လို့ရတယ်ဆိုတာကိုဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့ SCS တစ်ခုကို cathode gate ကနေပြီးတော့ off စီမယ်ဆိုလို့ရှိရင်သူ့ရဲ့ internal မှာရှိတဲ့ NPN transistor တစ်လုံးကိုပိတ်ဖို့လိုမှာဖြစ်တယ်အဲ့ဒါကြောင့် NPN transistor တစ်လုံးပိတ်ဖို့အတွက် cathode gate ကနေပြီးတော့ negative pass ပေးမယ်ဆိုလို့ရှိရင်လည်းဒီ SCS တစ်လုံး off သွားနိုင်တယ်လို့ anode gate ကနေပြီးတော့ positive pass ပေးမယ်ဆိုရင်လည်းအတွင်းထဲက Q1 off သွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီ SCS တစ်ခုလုံး off သွားဖို့ရှိပါတယ်အဲ့တော့ဒီအနေထားတစ်ခုဟာ SCR နဲ့မတူတဲ့တစ်ချက်ပေါ့နော်အဲ့တော့ SCR နဲ့မတူတဲ့ဒီမှာနှစ်ချက်ရှိတယ်ပေါ့အဲ့တော့ SCR မှာတော့ cathode gate လို့ပြောနိုင်တဲ့ gate တစ်ခု control gate တစ်ခုပါတယ်အဲ့ဒီ gate က on ခိုင်းလို့ပဲရတယ်သို့တော့ off ခိုင်းလို့မရဘူးဒီတစ်ချက်မတူဘူးနောက်တစ်ခုက SCR မှာလုံးဝ anode gate မပါဘူးအဲ့တော့ဒါကတော့ alternative wave to turn off SCS ပေါ့နော် on နေတဲ့ SCS တစ်လုံး turn off ဖြစ်ဖို့အတွက်တခြားနည်းလမ်းတစ်ခုဖြစ်ပါတယ်ပရမပုံ A မှာဆိုလို့ရှိရင် on နေတဲ့ SCR တစ်လုံး off ဖို့အတွက်ဆိုရင်သူ့ရဲ့ anode လမ်းကြောင်းမှာ transistor တစ်လုံးကို series switch တစ်ခုအဖြစ်တတ်ထားမယ်ဒီ transistor on နေမယ် SCS on နေတဲ့အချိန်မှာtransistor ဒီ on နေရမယ် on နေတဲ့ SCS ကို off သွားဖို့အတွက်ဆိုလို့ရှိရင်ဒီ transistor ကို off state ကိုပို့လိုက်မယ်ဆိုလို့ရှိရင်ဒီ SCS က off သွားဖို့ရှိတယ်ဒါ anode current interaction နည်းလမ်းလို့ပြောနိုင်ပါတယ်နောက်ဒီနည်းလမ်းကတော့ SCS ဆိုတာလည်း SCR လို့လိုပဲ Thyristor အုပ်စုဖြစ်တဲ့အတွက်ကြောင့်သူ့မှာ holding current ရှိတယ်ပေါ့နော်စီးနေတဲ့ anode current ကဟိုဒီ holding current ထက်ငယ်တဲ့အခြေအနေတခုရောက်ပြီဆိုရင်တော့ဒီ SCS က off သွားဖို့ရှိတယ်
တော့အဲ့လိုရှင်နေမျိုးဖြစ်အောင်ဒီ anode ကနေပြီးတော့ ground ကို transistor switch တစ်ခုနဲ့ bypass လုပ်ထားတယ်ပေါ့နော်အဲ့တော့ on နေတဲ့ SCS တလုံး off ဖို့အတွက်ဆိုရင်ဒီ transistor on ခိုင်းလိုက်မယ် transistor on လိုက်တဲ့အခိုက်မှာ anode current ဟာ full current တဲ့ငယ်တဲ့ရှင်နေတခုရသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီ SCS က off သွားဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီ timing diagram လေးကတော့ SCS on နေတဲ့အချိန်မှာ transistor ကို off ထားရမယ် on နေတဲ့ SCS ကို off သွားဖို့အတွက်ဆိုရင် transistor ကို on လိုက်ရမှာဖြစ်တယ် on လိုက်တဲ့အခါမှာဒီ SCS က off သွားမှာဖြစ်တယ်ဒါကတော့ SCS on နေတဲ့အချိန်မှာ transistor ကို on ထားမှာဖြစ်တယ် on နေတဲ့ SCS off သွားဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ transistor ကို off လိုက်ရမှာဖြစ်ပါတယ်ဒါလေးကတော့ SCS ရဲ့ application နဲ့ပတ်သက်ပြီးတော့မှတ်ချက်တစ်ချို့ဖြစ်ပါတယ်နောက် SCS က SCR နဲ့ပုံစံတူတယ်အဲ့အတွက်ကြောင့်မလို့ SCR နဲ့ application ကပုံစံချင်းတူတယ်ပေါ့နော် similar ဖြစ်တယ်သို့တော့သူ့မှာလည်းအားသာချက်အားနည်းချက်တွေရှိတယ် most faster turn off with passes on either gate terminal gate terminal တစ်ခုခုကနေပြီးတော့ pass ပေးပြီးတော့ off တဲ့နေရာမှာပုံမြန်တယ် SCS က SCR ထက်ပေါ့နော်သို့တော့ more limited in maximum current and body rating အဲ့တော့ body rating current rating တွေကတော့ SCR လောက်မကြီးဘူး SCR လောက်မများဘူး SCS က power ပိုပြီးတော့သေးတယ်အားနည်းချက်အားသာချက်နဲ့ပြောရင်ဒီပေါ်ကတော့တစ်ချက်ကအားသာချက်ပေါ့နော် strength လို့ပြောရင်ဒုတိယတစ်ချက်ကတော့ဒါအားနည်းချက်ပေါ့နောက် application အနေနဲ့ကတော့ counter တွေမှာသုံးတယ် register တွေမှာသုံးတယ် timing circuit တွေမှာသုံးတယ် digital application တွေမှာသုံးတာရှိတယ်ဒီပုံလေးကဒါ SCS တစ်လုံး BR101 ဆိုတဲ့ SCS တစ်လုံးရဲ့ပုံဖြစ်ပါတယ် terminal က4ခုပါတယ် SCS က4 terminal device ပါအဲ့တော့သူက voltage rating က50ရှိတယ် current rating က195 milliampere ရှိတယ် 0.175 ampere ပဲရှိတာပေါ့နော်အဲ့တော့ SCS တွေက current range ကခန္ဓာကြီး range က100 to 100 milli ပေါ့100 milliampere to 300 milliampere range လောက်ပဲရှိတယ် power အနေနဲ့ဆိုရင်လည်း100 milliwatt to 500 milliwatt ဆိုတော့ 0.5 watt ပေါ့နော်အဲ့လောက် range အတွင်းမှာပဲလာတယ်အဲ့တော့သူကတေးသေးလေးတွေပေါ့နော်ဒီ package ကအဲ့တော့သူရဲ့ voltage ခန္ဓာကြီး current ခန္ဓာကြီးကနေတယ်အဲ့တော့ဒီပုံလေးကတော့ဒါ SCR ရဲ့ပုံဖြစ်ပါတယ် SCR ကတော့ current ခန္ဓာကြီးကမြင့်ကြပါတယ်အဲ့တော့ SCR ရဲ့ current ခန္ဓာကြီးအနေနဲ့ပြောရင် range ကသူက up to 100 ampere လောက်ထိ current ခန္ဓာကြီးမြင့်တဲ့ SCR တွေရှိတယ် voltage ခန္ဓာကြီးဆိုရင်လည်းပဲ100 volt ကနေပြီးတော့ဘိုးတွေအများကြီးပေါ့နော်ဘိုးအားမြင့်ဒီခန္ဓာကြီးနဲ့ SCR တွေရှိတယ်ဒီပုံလေးကတော့ဒါ high power SCR တခုရဲ့ပုံဖြစ်ပါတယ်